မင်္ဂလာပါ Healing with Power Amazing Channel ကနေကြိုဆိုပါရစေ။တခါတလေကျမတို့တွေဟာတခြားသူတွေရဲ့အောင်မြင်မှုတွေကိုပဲကြည့်နေပြီးတော့မှငါကတာမန်ပါပဲတခြားသူတွေကိုမထူးချွန်ဘူးဆိုပြီးတော့မှအားငယ်မိတက်ကြတယ်မဟုတ်လား။ရေလောက်တွေနဲ့ပဲအချိန်ကုန်နေလို့လားဒါမှမဟုတ်ဘူးဆိုရင်ကိုဖြစ်ချင်တာတွေနဲ့ကိုယ့်ရဲ့လက်ရှိဘဝကဝေးကွာနေလို့လားအကြောင်းမျိုးမျိုးကြောင့်ကိုအတိအမှန်ပြုတ်ဖို့အားလုံးကမေ့လျော့နေတတ်ကြတယ်ဒီနေ့ညမှာတော့ကိုပင်ပန်းခဲ့သမျှကိုအားလုံးကိုမေ့ပြစ်လိုက်ပြီးတော့မှဒီနေ့ညမစင်နဲ့အတူတူကိုအတိအမှန်ပြုတ်ရအောင်ငါဟာဒီနေ့တစ်နေ့တာလုံးမှာငါရဲ့တာဝန်တွေကိုအကောင်းဆုံးထမ်းဆောင်ခဲ့ပြီးပြီငါဟာဒီနေ့တစ်နေ့တာလုံးမှာငါရဲ့တာဝန်တွေကိုအကောင်းဆုံးထမ်းဆောင်ခဲ့ပြီးပြီငါဟာဒီနေ့တစ်နေ့တာလုံးမှာငါရဲ့တာဝန်တွေကိုအကောင်းဆုံးထမ်းဆောင်ခဲ့ပြီးပြီငါရဲ့တန်ဖိုးဟာတခြားသူရဲ့အောင်မြင်မှုပေါ်မှာမမူတည်ဘူးငါရဲ့စိတ်ထားဖြူစင်မှုပေါ်မှာပဲမူတည်တယ်ငါရဲ့တန်ဖိုးဟာတခြားသူရဲ့အောင်မြင်မှုပေါ်မှာမမူတည်ဘူးငါရဲ့စိတ်ထားဖြူစင်မှုပေါ်မှာပဲမူတည်တယ်ငါရဲ့တန်ဖိုးဟာတခြားသူရဲ့အောင်မြင်မှုပေါ်မှာမမူတည်ဘူးငါရဲ့စိတ်ထားဖြူစင်မှုပေါ်မှာပဲမူတည်တယ်ဘာမှမလုပ်ဖြစ်ဘူးလို့ထင်ရတဲ့နေ့တွေမှာတော့ငါရဲ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ကိုအနာပေးတယ်ဘာမှမလုပ်ဖြစ်ဘူးလို့ထင်ရတဲ့နေ့တွေမှာတော့ငါရဲ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ကိုအနာပေးတယ်ဘာမှမလုပ်ဖြစ်ဘူးလို့ထင်ရတဲ့နေ့တွေမှာတော့ငါရဲ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ကိုအနာပေးတယ်ငါဟာတဖြည်းဖြည်းနဲ့တိုးတက်နေတဲ့သူဖြစ်လို့ငါကိုငါစိတ်ရှည်ပေးဖို့ထိုက်တန်တယ်ငါဟာတဖြည်းဖြည်းနဲ့တိုးတက်နေတဲ့သူဖြစ်လို့ငါကိုငါစိတ်ရှည်ပေးဖို့ထိုက်တန်တယ်ငါဟာတဖြည်းဖြည်းနဲ့တိုးတက်နေတဲ့သူဖြစ်လို့ငါကိုငါစိတ်ရှည်ပေးဖို့ထိုက်တန်တယ်ငါရဲ့လက်ရှိဘဝအခြေအနေကငါရဲ့အနာဂတ်ကိုအဆုံးအဖြတ်ပေးတာမဟုတ်ဘူးငါရဲ့စူးစမ်းမှုကသာငါကိုအဆုံးအဖြတ်ပေးတာငါရဲ့လက်ရှိဘဝအခြေအနေကငါရဲ့အနာဂတ်ကိုအဆုံးအဖြတ်ပေးတာမဟုတ်ဘူးငါရဲ့စူးစမ်းမှုကသာငါကိုအဆုံးအဖြတ်ပေးတာငါရဲ့လက်ရှိဘဝအခြေအနေကငါရဲ့အနာဂတ်ကိုအဆုံးအဖြတ်ပေးတာမဟုတ်ဘူးငါရဲ့စူးစမ်းမှုကသာငါကိုအဆုံးအဖြတ်ပေးတာငါဟာအခုလက်ရှိနေတဲ့ပုံစံအတိုင်းနဲ့တည်းချစ်ချင်းမြတ်တာကိုခံယူဖို့လုံလောက်တဲ့သူတစ်ယောက်ဖြစ်တယ်ငါဟာအခုလက်ရှိနေတဲ့ပုံစံအတိုင်းနဲ့တည်းချစ်ချင်းမြတ်တာကိုခံယူဖို့လုံလောက်တဲ့သူတစ်ယောက်ဖြစ်တယ်ငါဟာအခုလက်ရှိနေတဲ့ပုံစံအတိုင်းနဲ့တည်းချစ်ချင်းမြတ်တာကိုခံယူဖို့လုံလောက်တဲ့သူတစ်ယောက်ဖြစ်တယ်ငါရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ဝမ်းနည်းမှုပင်ပန်းမှုအားငယ်မှုတွေကိုငါကိုငါအတိအမှတ်ပြုတယ်ငါကိုငါနားလည်ပေးတယ်ငါရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ဝမ်းနည်းမှုပင်ပန်းမှုအားငယ်မှုတွေကိုငါကိုငါအတိအမှတ်ပြုတယ်ငါကိုငါနားလည်ပေးတယ်ငါရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ဝမ်းနည်းမှုပင်ပန်းမှုအားငယ်မှုတွေကိုငါကိုငါအတိအမှတ်ပြုတယ်
ငါကိုငါနားလဲပေးတယ်ငါဟာသူတစ်ပါးအတွက်တာဝန်ကျေတဲ့သူဖြစ်တယ်လို့ငါကိုငါလည်းပြန်လဲဂရုစိုက်ဖို့တာဝန်ရှိတယ်ဆိုတာငါသိတယ်ငါဟာသူတစ်ပါးအတွက်တာဝန်ကျေတဲ့သူဖြစ်တယ်လို့ငါကိုငါလည်းပြန်လဲဂရုစိုက်ဖို့တာဝန်ရှိတယ်ဆိုတာငါသိတယ်ငါဟာသူတစ်ပါးအတွက်တာဝန်ကျေတဲ့သူဖြစ်တယ်လို့ငါကိုငါလည်းပြန်လဲဂရုစိုက်ဖို့တာဝန်ရှိတယ်ဆိုတာငါသိတယ်ဒီနေ့မှာငါဖြစ်ပျက်ခဲ့သမျှအရာအလုံးအတွက်ငါကိုငါကျေးဇူးတင်ပြီးတော့ဂုဏ်ယူတယ်ဒီနေ့မှာငါဖြစ်ပျက်ခဲ့သမျှအရာအလုံးအတွက်ငါကိုငါကျေးဇူးတင်ပြီးတော့ဂုဏ်ယူတယ်ဒီနေ့မှာငါဖြစ်ပျက်ခဲ့သမျှအရာအလုံးအတွက်ငါကိုငါကျေးဇူးတင်ပြီးတော့ဂုဏ်ယူတယ်ငါဟာအေးချမ်းစွာအိပ်စက်အနားယူဖို့ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်တယ်ငါဟာအေးချမ်းစွာအိပ်စက်အနားယူဖို့ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်တယ်ငါဟာအေးချမ်းစွာအိပ်စက်အနားယူဖို့ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်တယ်ဒီ affirmation လေးကသင်အတွက်တနေရာမှာအခွန်အားဖြစ်စေမယ်လို့မျှော်လင့်ပါတယ်အခုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုပြန်ပြီးတော့မှအတိအမှတ်ပြုတယ်ဆိုရင်အောက်က comment မှာငါကိုငါအတိအမှတ်ပြုတယ်ဆိုပြီးတော့မှရေးခဲ့ပေးပါဦးနော်နောက်ထပ်လည်းအခုလို A-Chan နဲ့ healing video တွေကိုနားထောင်ဖို့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နော်အားလုံးကိုဖိတ်ခေါ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကောင်းသောညလေးဖြစ်ပါစေ